အခုဒီဗီဒီယိုမှာဒီကျွန်တော်ရဲ့နောက်မှာရှိနေတဲ့ Bambulet A13 printer လေးရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီလက်စပိုင်းမှာပဲအဲ့ကောင်ကို share file နဲ့ဆက်လေးတစ်လုံးအကြောင်းကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တဲ့ဝင်စားရဆိုရင်တော့ထုံးစံတိုင်းဒီဗီဒီယိုဆော့ကြည့်လိုက်ပါ။ 3D printing နဲ့ပဲမှာဆိုလို့ရှိရင်တော့ဒီဆက်ရဲ့အကြောင်းကိုလူတော်များများသိပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အချင်းချင်းလေးနဲ့ပဲပြောပြပေးသွားပါမယ်။ဒီကအပြင် global နဲ့ China ဆိုပြီးတော့သူကနှစ်မျိုးလာတယ်။ China နဲ့ global ဘာကွာလဲလို့ပြောလို့ရှိရင်တော့အများကြီးမကွာပါဘူး။အဓိကကွာခြားချက်လေးကတစ်ခုပဲရှိရဲ။ Bambulet ကထုတ်ထားတဲ့ Bambulet Handy ဆိုတဲ့ software နဲ့ 3D printer နဲ့ကိုတိုက်ရိုက်ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရတာပါပဲ။ China ဘာချင်းမှာဆိုလို့ရှိရင်တော့ Bambulet Handy software ကိုတိုက်ရိုက်ချိတ်ဆက်ပြီးတော့အသုံးပြုလို့မရပါဘူး။ဒီ software တွေက design file ကိုကျွန်တော်တို့က SD card နဲ့ကူးပြီးတော့မှ SD card ကနေပြီးတော့စက်ထဲကိုပြန်ထည့်ပြီးမောင်းပေးရတာပါ။အဲ့ဒီ Bambulet A1 ကို share file မဲ့သူကတော့ Creality High လို့ခေါ်တဲ့ဒီကောင်းပဲဖြစ်ပါတယ်။သူ့မှာအားသာချက်တွေလည်းရှိတယ်လို့အားနည်းချက်တွေလည်းရှိပါတယ်။ share file နိုင်နေဆိုတာထက် print quality တွေမှာဈေးတန်းအရာရော performance အရာရောရွေးချယ်ရတယ်မှာဆိုလို့ရှိရင်တော့ကြောင်လေးကိုလုံးဝမေ့ထားလို့မရအောင်ဗျ။ဈေးထဲမှာလည်း Bambulet ထက်ကိုဈေးနည်းငယ်သက်သာတယ်။ Bambulet လိုမျိုး region တွေရှုပ်ထွေးမနေဘူး။ China version နဲ့ global version ဆိုပြီးတော့သူမှခွဲထားခြင်းလုံးဝမရှိဘူး။ Berry မှာမဆိုသူ့ကိုသုံးလို့ရတယ်။ပြောရင်တော့ fair စစ်တာပေါ့ဗျာ။သူကပို့ပြီးတော့လုံးရှုပ်တတ်တာပါတယ်။သူ့မှာနောက်ထပ်အားသာချက်တစ်ခုကဘာလဲဆိုတော့သူ့ရဲ့အမြင့်ကတပေအထိကိုထုတ်လို့ရပါတယ်။Bambuletကတော့10လက်မအမြင့်ဆုံးပဲရမှာပါ။နှစ်ခုလုံးက touch screen display နဲ့လာပြီးတော့ SD ကလည်း support ပေးထားတယ်။ပြီးရင် AMS light တွေကိုလည်း graph ပြီးတော့အသုံးပြုလို့ရပါတယ်။အဲဒီမှာလည်းသူတို့က level တန်းတော့ပတ်ကြတယ်။ဒီလောက်အားသာချက်တွေရှိနေရတာမှာ Bambulet လောက်ဒီကောင်ကဘာလို့နေရာမရတာလဲလို့မေးစရာတခုရှိတာ။အဲ့ဒါတော့ပြရှင်းပါတယ်။ Bambulet က Creality High နဲ့ဆိုင်ဒီဆောက်ပုံအရာပို့ပြီးတော့ကြစ်လေးရှိရလို့မြင်တယ်။ပြီးတော့လူငယ်ပူဆန်တယ် user friendly ဖြစ်တယ်။အသုံးပြုတဲ့နေရာမှာလည်းပို့ပြီးတော့ unique ဖြစ်တယ်။မြန်မာနိုင်ငံမှာရှိတဲ့ influencer တွေကလည်း Bambulet ကိုအဓိကထားပြီးတော့အသုံးပြုပြတာများတဲ့အတွက်ကြောင့် Bambulet ကပို့ပြီးတော့နေရာရနေတာပဲဖြစ်ပါတယ်။ကျွန်တော်ဒီစက်နှလုံးကိုရှင်းပြီးစမ်းကြည့်ရတဲ့လောက်မှာတော့ print quality ကအများကြီးကွာခြားနေရတယ်ရှိဘူးပြောရရင်တော့လုံးဝမကွာခြားဘူးလို့ပြောရမယ်အခုပြခဲ့တဲ့ 3D printer 2မျိုးလုံးကိုကျွန်တော်တို့ရှိမှာအတတ်တာဆုံးဈေးနဲ့ install ရှိထားပါတယ်အကယ်၍လိုအပ်ခဲ့မယ်ဆိုလို့ရှိရင်လည်းရန်ကုန်နေပြီးတော့မိထီလာမန္တလေးအဲ့ဒီမျိုးကြီးဒီမှာလည်းအိမ်နံနာရောက်တွားရောက်တက်ဆင်ပေးရဲ့ service တွေလည်းကျွန်တော်တို့လုပ်ပေးနေပါတယ်အခုပြခဲ့တဲ့ဒီစက်2မျိုးမှမဟုတ်ဘဲနဲ့တခြားမီတိ 3D printer မျိုးမဆိုကျွန်တော်ရှိမှာ pre-order အနေနဲ့လည်းယုံကြည်စိတ်ချစွာပါပေးရပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတော့မှလာဝင်ဆိုရင်ကျွန်တော်တို့ရှိရာဘယ် 3D printer မဆိုဝယ်ယူသူတိုင်း eSAM ENA Plus Filament တစ်ခွေမြတ်တာလက်ဆောင်ရရှိသွားမှာပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ကျွန်တော်တော့ Mansfield ဖြစ်ပါတယ်